ဆီယာမကအတိကြောင့်လာတဲ့မင်းသားလေးကိုစူပူကျိမ်းမောင်းနေတာကိုတွေ့ရမှာပါဆီယာမကမင်းသားတယောက်အနေနဲ့မင်းဟာစံနမူနာဖြစ်ရမယ်တကယ်လို့အတန်းကိုအချိန်မှန်မလာနိုင်ဘူးဆိုရင်အနာဂတ်မှာကြီးမားတဲ့တာဝန်တွေကိုဘယ်လိုထမ်းဆောင်မလဲလို့မေးပါတယ်မင်းသားလေးကတော့အလွန်ရင်ကျေးစွာနဲ့ဆီယာမပြောတာမှန်ပါတယ်လို့ပြန်ဖြေတာပေါ့ဒီနေရာမှာဇလန်းရဲ့အလက်အပြောင်းကြီးတစ်ခုရှိနေပါတယ်အဲ့ဒီမင်းသားလေးကတကယ်တော့ဝမ်ဂူချမ်းထိပြီးဒါဟာသူ့ရဲ့ဒုတိယအကြိမ်မြောက်ပြန်လည်မွေးခွားခြင်းမှာဆီယာမကတော့ရှောင်းအန်ရီရှိပိုင်ချူလီပဲထိပါတယ်ဆီယာမကသူ့ကိုထိုင်ခိုင်းလိုက်ပြီးအတန်းစပါတော့တယ်ဒီလောကကြီးမှာလူသားဟာအဖိုးတန်ဆုံးဖြစ်ပြီးလူသားတယောက်ရဲ့အပြုအမူတွေထဲမှာမိဘကိုလှုပ်ကြွေးပြုစုတာထက်မြတ်တာမရှိဘူးလို့သူမကရှင်းပြပါတယ်အဲ့ဒီအချိန်မှာမင်းသားလေးကဆီယာမကိုလေးနဲ့တဲ့မေခွန်းတစ်ခုမေးလိုက်ပါတယ်ဆီယာမတကယ်လို့မိဘတွေကငငယ်ကလေးကကလီကိုပစ်ထားခဲ့ပြီးတခြားသူတွေရဲ့နှင်းချစော်ကားခံရအောင်အထီးချမ်းစွာထားရခင်မယ်ဆိုရင်အဲ့ဒီလိုမိဘမျိုးကလေးစားမှုကိုခံထိုက်ပါသလားတဲ့ဆီယာမလည်းဒီမေခွန်းကြောင့်အလေးနဲ့စဉ်းစားသွားရပါတယ်မင်းသားလေးကဆက်ပြီးတော့တကယ်လို့ချစ်ချင်းမြတ်တာနဲ့လေးစားမှုဆိုတာအတင်းအကျပ်ပေးဆက်နေရတာမျိုးဆိုရင်အဲ့ဒါဟာနှလုံးသားလေးကထွက်လာတဲ့စစ်မှန်တဲ့အချစ်နဲ့ဘယ်တော့မှမတူနိုင်ဘူးလို့ပြောလိုက်ပါတယ်ဆီယာမကတော့သူ့ရဲ့ဒီလိုကြိုးကြောင်းပြချက်ကိုတိတ်သဘောမကျပဲဒါကိုပြန်ပြီးဆင်ခြင်သွင်းတယ်လို့ပြောပါတယ်ဒီနေ့အတွက်သင်ခန်းစာပြီးဆုံးသွားပါတယ်အတန်းပြီးလို့ဆီယာမထပ်သွားတော့မယ်အချိန်မှာမင်းသားလေးကတားလိုက်တဲ့အတွက်ဆီယာမကစိတ်ဆိုးသွားပြီးမင်းဘလောက်တောင်တတိရှိနေလို့လဲငါကမင်းရဲ့ဆရာပဲမင်းဘလို့ဖြစ်လို့ဒီလောက်တောင်ရိုင်းပြနေရတာလဲလို့အော်ငေါ့ပါတော့တယ်မင်းသားလေးကတော့တီငိန်စွာနဲ့ပဲဆီယာမစီကနေထပ်ပေါ်နေတဲ့ရနံ့ကအမျိုးသမီးတွေသုံးလေရှိရဲ့ခရီမ်နတ်လိုဖြစ်နေလို့အံ့ဩနေမိတာပါလို့ပြောလိုက်ပါတယ်ဆီယာမကသူမဟာယောက်ျားတစ်ယောက်ဖြစ်ပြီးဒါဟာမင်းသားလေးအထင်မှားတာဖြစ်တယ်လို့စူပူရင်းနဲ့ဒီကိစ္စကိုဘယင်ကြီးစီတိုင်တော်ပြီးအတန်းတဲကနှင့်ထုတ်ခိုင်းမယ်လို့သတိပေးပါတယ်ဒါပေမဲ့မင်းသားလေးကတော့တုံလုံးမသွားပဲကျွန်တော်ရဲ့ရိုင်းပြတဲ့အပြုအမူကဘယင်ကြီးကိုပိုစိတ်ဆိုးစေမှာလားဒါမှမဟုတ်ဆီယာမကယောက်ျားအသွင်ဆောင်ပြီးဘယင်ကြီးကိုလိန်ညာနေတဲ့အဖြစ်ကပိုကြီးမလားလို့မေးလိုက်ပါတယ်ဒါကိုကြားတော့ဆီယာမထိတ်လန့်သွားပြီးသူမရဲ့အဖြစ်မှန်ကိုဝန်ခံလိုက်ရပါတော့တယ်မင်းတကယ်ပဲဘာလို့ချင်တာလဲဟုတ်တယ်ငါကမိန်းမတစ်ယောက်ပဲဒါပေမဲ့ဘာဖြစ်လဲမိန်းမတစ်ယောက်မှရောရီမန်းချက်တွေနဲ့အိမ်မက်တွေရှိခွင့်မရှိဘူးလားလို့မေးပါတယ်မင်းသားလေးကဆီယာမကျေးဇူးပြုပြီးဒေါသကိုလျှော့ပါကျွန်တော်ရဲ့ရည်ရွယ်ချက်ကဆီယာမကိုနာကျင်စေဖို့မဟုတ်ပါဘူးကျွန်တော်ရဲ့တန်တရားကိုဖြည့်ရှင်းခြင်းညွန်တတ်တာပါလို့ချိုးသားစွာပြန်ဖြေပါတယ်ဆီယာမကတော့အမျိုးသမီးတစ်ယောက်ဖြစ်ပေမဲ့လည်းအလွန်အသိပညာကျွယ်စွာပြီးအရွေးအချင်းရှိတဲ့သူဖြစ်ကြောင်းဆီယာမရဲ့ဗဟုသုတတွေကယောက်ျားတွေထက်တောင်တာလွန်ကြောင်းသူကချီးမြှောက်လိုက်ပါတယ်ကျွန်တော်ဆီယာမကိုစော်ကားဖို့ရည်ရွယ်ချက်မရှိပါဘူးဆီယာမရဲ့လှစ်ဟွာချက်ကိုလည်းထိမ့်သိမ်းပေးပါမယ်လို့ပြောပါတယ်ကျွန်တော်ဆီယာမကိုပြောခဲ့တဲ့အချစ်အကြောင်းကိုပဲဆက်ပြီးပြောချင်ပါတယ်လို့ဆိုပါတယ်ဆီယာမကအန်အော်ပြီးမင်းကဘာလို့ဒီလောက်တောင်စေတနာလေးပူနေရတာလဲမင်းရဲ့အပေးအယူကဘာလဲလို့မေးပါတယ်မင်းသားလေးကကျွန်တော်ရဲ့တောင်းဆိုချက်ကအလွန်ရိုးရှင်းပါတယ်နေ့တိုင်းကျွန်တော်ကိုအတယောက်တည်းတီးတန်းစာသင်ပေးရမယ်ဒါအပြင်ဘာမှမရှိပါဘူးကျွန်တော်ကဆီယာမရဲ့အရွေးအချင်းနဲ့အသိပညာကိုလေးစားလို့ဒီလမ်းကိုရွေးချယ်ခဲ့တာပါကျွန်တော်ကိုအထင်မှားမနေပါနဲ့လို့တောင်းပန်ခြင်းပါတယ်ဆီယာမကလည်းမနစ်ဖြန်ကစပြီးအတန်းပြီးလို့ငါရဲ့စာကြီးတောင်ကိုလာခဲ့ပါအဲ့ဒီကြမှာငါမင်းကိုတေချာအချိန်ပေးနိုင်လိမ့်မယ်အခုတော့ဒီနေ့တင်ထားတာတွေကိုပြန်မှတ်မိအောင်ရေးကြည့်ဦးလို့ပြောလိုက်တာပေါ့မင်းသားလေးရေးနေတာကိုကြည့်ပြီးဆီယာမကမင်းသားလေးကအလွန်အလိုလိုက်ခံထားပုံရတယ်မင်းသွေးသားတာတောင်မတက်ဘူးလားလို့လောင်လိုက်ပါသေးနဲ့ပြီးတော့အရင်ဆုံးရေနဲ့နဲ့ထည့်ပြီးဘေးကနေဖြည်းဖြည်းချင်းလှည့်ပြီးအားကိုညီညီမျှမျှသုံးရတယ်လို့သင်ပေးပါတယ်ကဲအခုတက်ပြီဆိုရင်ကိုယ့်ဘာသာကိုလှုပ်ကြည့်တော့လို့သင်ပေးပါတယ်ဆီယာမကထပ်ပြီးတော့ငါအရင်ကပြောခဲ့ဘူးလားဆီယာမကမင်းဘလို့တောင်တတိရှိနေတာလဲဆရာနဲ့တပည့်ကြားမှာစီးဆိုတာရှိတယ်နောက်တစ်ခါဒီလိုမျိုးထပ်ဖြစ်ရင်တော့ငါမင်းကိုအလွတ်ပေးမှာမဟုတ်ဘူးနောက်ရက်အနှဲငယ်အထိမင်းအတန်းတဲ့လာစရာမလိုတော့ဘူးလို့ကျိန်းမောင်းလိုက်တာပေါ့အဲ့ဒီအချိန်မှာပဲရုတ်တရက်ဆူညံသွားပြီးစစ်တီတချို့ကမင်းသားလေးကိုဝိုင်းလိုက်ကြပါတယ်မင်းကားလေးကဟင်းဟောက်ပြီးဘဲအခွင့်ရင်းနဲ့ကျွန်ုပ်ကိုဖမ်းတာလဲလို့မေးတဲ့အခါအရာရှိတယောက်ကဒါကမင်းလွန်ခဲ့တဲ့ရက်အနှဲငယ်ကဘယင်ကြီးရဲ့မူဝါဒအသစ်တွေကိုလှောင်ပြောင်းပြီးရေးခဲ့တဲ့ကြပြလေး
ဒါဟာတကယ်ကိုစော်ကားမှုပဲလို့ဆိုပါတယ်မင်းသားလေးကသူ့အကိုကိုအဲ့ဒီမှာမြင်တော့အကိုကြီးအကိုကကျွန်တော်ကိုဒီလိုမျိုးဘလို့လုပ်ပြီးထောင်ချောက်ဆင်နေရတာလေကျွန်တော်ကအကိုရဲ့ညီအရင်မှာလို့ပြောပြီးမြင်သူတို့ကိုဖမ်းဆီးဖို့အမိန့်ပေးလိုက်ပါပြီအဲ့ဒီအချိန်မှာဆီယာမကကြားကဝင်ပြီးနေပါအောင်ဒါကဘာကိုဆိုလိုတာလဲသူ့ရဲ့စာစီစာကုန်းရဲ့အားလုံးကိုကျမကိုယ်တိုင်စစ်ဆေးခဲ့တာပါတခုခုအထင်မှားနေကြပြီလို့ကျမထင်နေကျေးဇူးပြုပြီးတေချာစုံစမ်းစစ်ဆေးပေးပါလို့တားရှာပါတယ်အရာရှိကလှည့်ကြည့်ပြီးဒီပြစ်မှုမှာခမားလဲပါဝင်ပတ်သက်နေတယ်လို့ပြောချင်တာလားလို့မေးပြီးဆီယာမကိုပါဖမ်းဖို့အမိန့်ပေးလိုက်ပါတယ်ဒါဆိုရင်ခမားလဲထောင်ထဲမှာခဏလောက်တွားနေလိုက်အောင်တော့သူတို့အားလုံးကိုခေါ်သွားကြစားနဲ့အင်းရှိမင်းသားကတော့ကြွားဝါစွာနဲ့ကျွန်တော်ကိုဒီလိုကြည့်နေစရာမလိုပါဘူးခမားကကျွန်တော်အတွက်တော့ဆရာကောင်းတစ်ယောက်ဖြစ်တယ်လို့အဖော်မွန်လဲဖြစ်ပါတယ်ကျွန်တော်ညီကတော့လူမိုက်ပဲခမားလိုအမျော်မြင်မရှိဘူးလို့ဆိုပါတယ်ပိုင်ကျင်ရှူးကရှင်တကယ်ပဲဘာပြောချင်တာလဲလို့မေးတဲ့အခါမင်းသားကဆီယာမအနေနဲ့စိုးရင်စရာမလိုပါဘူးခမည်းတော်ဘရင်ကြီးကဒီအကြောင်းကိုဘာမှမသိဘူးသူ့အသက်ကလည်းကြီးလာဆိုတော့ဘယ်အချိန်မှနှက်ရွာဆမ်းမလဲဆိုတာဘယ်သူမှမသိနိုင်ဘူးဒါကြောင့်ဒီကိစ္စကိုကျွန်တော်လျှို့ဝှက်ထားပေးမယ်လို့ပြန်ဖြေပါလေကျင်ရှူးကရှင်ကျမကိုချင်းချောက်နေလားလို့မေးတော့မင်းသားကကျွန်တော်ကိုဘလို့လို့ချင်းချောက်ရမှာလဲကျွန်တော်ကအပေးအယူတစ်ခုပဲလုပ်ချင်တာပါတကယ်လို့ခမားကကျွန်တော်ရဲ့အလိုဆန္ဒတွေကိုဖြည့်ဆည်းပေးဖို့ကူညီမယ်ဆိုရင်ဒီနေ့ဖြစ်ခဲ့တဲ့အရာတွေကိုအကုန်မေ့ပစ်လိုက်မယ်လို့ဆိုပါတယ်ဒါပေမဲ့ပိုင်ချင်းရှူးကလူယုံမှညက်တယောက်ရဲ့မကောင်းမှုတွေမှာပူးပေါင်းဖို့ဆိုလားကျမဘယ်တော့မှမလုပ်နိုင်ဘူးလို့ပြက်ပြက်တတညင်းဆိုလိုက်တာပေါ့မင်းသားကအော်ဟစ်ပြီးမင်းကစာအုပ်ကြီးအတိုင်းလုပ်နေတဲ့ပညာရှင်တယောက်ပဲမင်းရဲ့အုံနှုတ်ထဲမှာဒီလိုတင်းကျပ်တဲ့စီးမြင့်တွေပဲရှိနေတာကိုအချိန်နဲ့အညီလိုက်လော်ညီထွေးနေနိုင်တဲ့သူကမှပညာရှင်ဆိုတာမင်းမသိဘူးလားကောင်းပြီလေဒါဆိုရင်တော့မင်းလဲငါညီတွေနဲ့အတူလိုက်သေးလို့ရတာပေါ့လို့ပြောလိုက်ပါတယ်ကျင်ရှူးဟာသူမရဲ့အိမ်မက်တွေကိုမဖြေစည်းနိုင်ခဲ့လို့မိဘတွေကိုတတိယပြီးဝါနယ်နေချိန်မှာပဲကြောက်လီရောက်လာပြီးသူမကိုဘေးကင်းရာစီကဲထုတ်သွားပါတယ်ကျင်ရှူးကအံ့ဩတစည်းနဲ့ရှင်ကတကယ်ကိုဘသူလဲလို့မေးတဲ့အခါသူကငါက Nine Heaven ရဲ့ဓာတခင်ဝမ်ကူချဲမှာငါကဒီလောကထဲမှာရုပ်ဖြက်ပြီးလှဲ့လီသွားလာနေတာမို့9ယောက်မြောက်မင်းသားကြောက်လီရဲ့ကသွင်ကိုယူထားတာလို့ဖြေပါတယ်ကျင်ရှူးလဲသူဟာမတေမျိုးတယောက်ဖြစ်ပြီးမော်စွမ်းတွေဒီမှနားလဲသွားတာပေါ့သူမကကျမရဲ့တပည့်တွေကိုကယ်ဖေးပါအောင်လို့အတနာခံပါတယ်ဂူချန်းကငါကလူသားတွေရဲ့နိုင်ရေးပြဿနာတွေထဲမှာဝင်မဆွတ်ဖေးနိုင်ဘူးသူတို့ရဲ့ကံကြမ္မာကိုလည်းပြောင်းလဲဖေးလို့မရဘူးဒါဆိုရင်ကျမကိုကြတော့ဘာလို့ကယ်ခဲ့လာလဲကျမကိုကယ်တာကတော့ဝင်ဆွတ်ဖေးတာမဟုတ်ဘူးလားတဲ့ဗျာဂူချန်းကဘာလို့လဲဆိုတော့မင်းကကျွန်တော်အတွက်တော့တခြားသူတွေနဲ့မတူပဲအထူးခြားဆုံးမို့လို့ပဲကျင်ရှူးကရှင်ကူညီနိုင်ပါလီရဲ့ဘာမှမလုပ်ဖို့ဆုံးဖြတ်နေတာဒီမှာရက်နေပြီးသူတို့တေတာကိုကြည်နေရတာဟာကျမကိုတတ်နေတာနဲ့အတူတူပါပဲလို့ဆိုပါတယ်အဲ့ဒီအချိန်မှာပဲဘရင်ကြီးနှက်ရွာဆန်သွားပြီးဘရင်တစ်ကပိုင်ကျင်ရှူးထွက်ပြေးသွားကကြောင်းမင်းသားအားလုံးကိုတေရန်ပေးဖို့အမိန့်ပေးလိုက်ပြီးဆိုတဲ့သတင်းရောက်လာပါတယ်ဂူချန်းကသူမကိုတားဖို့ကိုးစားပါတယ်မင်းကိုဖမ်းဖို့သူတို့စောင့်နေကြတာရက်လိုက်ပါအောင်ပိုင်ကျင်ရှူးတယ်အဲ့ဒီအချိန်မှာပဲကြောက်စရာကောင်းတဲ့အတန်ကြီးဟိမ့်ထက်လာပါတယ်ကိုတပည့်တွေတေတာကိုကြည်နေရတာမင်းကိုပါကိုအားကိုးရမရှိဘူးလို့ခံစားနေရလားမင်းသူတို့ကိုမကယ်နိုင်ခဲ့ဘူးမင်းကဆရာလို့အခေါ်ခံထိုက်သေးရလားငါသာမင်းနေရမှာဆိုရင်အဲ့ဒီဘရင်ကိုတက်ပြီးလက်စားချေလိုက်မှာတဲ့မင်းခွင်းကပြောင်းသွားပြီးနန်းတော်ထဲမှာတော့အရှင်မင်းကြီးတတ်တော်ရာကျော်ရှေးပါစေဆိုတဲ့အထံတွေဟင်းနေပြီးအမတ်ဒီဦးချနေကြတဲ့ကြားမှာဘရင်တစ်ဟာအမတ်မင်းတို့ထကြပါလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲပိုင်ကျင်ရှူးရောက်လာပြီးမင်းကကိုညီအင်းအကိုတွေကိုတောင်နာကျင်အောင်လုပ်ခဲ့တယ်ဒီပလင်ပေါ်မှာထိုင်မှုမင်းဘလောက်တောင်တက်တိရှိနေတာလဲလို့ဟင်းဟောက်လိုက်တာပေါ့ဘရင်ကငါမင်းကိုမဖမ်းခဲ့တာတောင်မင်းကိုယ်တိုင်ငါစီလာအပ်လိမ့်မယ်လို့မထင်ထားဘူးမင်းကတကယ်ပဲငဲပြီကိုသွားမယ်ငါညီတွေနဲ့သွားဆုံခြင်းတွေဆိုရင်တော့မင်းရဲ့စန္ဒာကိုငါဖြည့်ဆည်းပေးရတာပေါ့ဖမ်းကြစမ်းလို့အမိန်ပေးပါတယ်ဒါပေမဲ့အခြေအနေကပြောင်းပြန်ဖြစ်သွားပြီးဘရင်ကကြောက်လန့်တကြားနဲ့ကျွန်တော်မှားသွားပါတယ်ကျွန်တော်တကယ်မှားတာပါဆီယာမအလိုရှိတာမှန်သမျှကျွန်တော်ပေးပါမယ်ကျွန်တော်ကိုခွင့်မလွတ်နိုင်ဘူးလားဆီယာမကျွန်တော်တစ်ချိန်ကဆီယာမရဲ့တပိုက်ဖြစ်ခဲ့ဘူးတာကိုထောက်ထားပါအောင်လို့တောင်းပန်လာပါတယ်ဒါပေမဲ့ကျင်ရှူးကတော့ရက်တက်မဲ့သူမဟုတ်တော့ပါဘူးဝန်ကူချန်းကသူမကိုတားဖို့ကျင်ရှူးရက်လိုက်ပါအောင်လို့အော်ဟစ်ပေးမဲ့နောက်ကျသွားပါပြီကျင်ရှူးကလေးလံတဲ့တန်းနဲ့ငါလူတယောက်ရဲ့အသက်ကိုနှုတ်ယူမိပြီငါရဲ့ဒီအကိကခွင့်လွတ်ဖို့မထိုက်တန်ဘူးဆိုတာငါသိတယ်ငါခန္ဓာကိုယ်ထဲမှာထူးဆန်းတဲ့စွမ်းအားတစ်ခုကိုခံစားနေရတယ်ငါကငါထင်းချုပ်လို့မရတော့ဘူးလို့ပြောပါလေ
သူမကကူချမ်းကိုကြည့်ပြီးမင်းရဲ့ဆရာတယောက်အနေနဲ့ငါမင်းကိုနောက်ဆုံးသင်ခန်းစာတစ်ခုပေးမယ်ငါကိုတတ်လိုက်ပါလို့ဆိုပါတယ်ကူချမ်းကတော့စိတ်နှလုံးတွေအကုန်ကြေကွဲနေပါပြီဂျင်ရှူးကသူမရဲ့သွေးစွန်းနေတဲ့လက်တွေကိုကြည့်ပြီးငါလက်တွေမှာအပြစ်မရှိသူတွေရဲ့သွေးတွေစွန်းထင်ကုန်ပြီငါဒါဒီလိုအချက်တရားနဲ့ဆက်ပြီးအသက်ရှင်နေမယ်ဆိုရင်ငါရဲ့ကြံရှိတဲ့ဘဝကအပြစ်ဒဏ်တစ်ခုထဲမပူတော့ဘူးမင်းကငါတောင်းဆိုပါတယ်ဒီနောက်ဆုံးခွင့်ပြုချက်ကိုငါ့ကိုပေးပါလို့ပြောပါတယ်ကူချမ်းဟာကန်ကြမားရဲ့အလိုအတိုင်းပဲလေးလာတဲ့စိတ်နဲ့လူဆောင်လိုက်ရပါတော့တယ်သူဟာသူမရဲ့နာမည်ကိုဂျင်ရှူးလို့ပဲတစားစားပေါ်ဟစ်တန်တာရင်ကြံရစ်ခဲ့တာပေါ့အဲ့ဒီနောက်မှာတော့ Falling Snow တောင်ကြားရဲ့လှပတဲ့မြင်ကွင်းကိုတွေ့ရမှာပါအဲ့ဒီမှာလူတချို့ကမြေခွေးလေးတစ်ကောင်ကိုစစ်မင်းနေကြတာပါလူတယောက်ကအမိန့်ပေးတဲ့လေသန်းနဲ့ဟိမြေခွေးလေးဝမ်ကူချမ်းဘယ်မှာလဲဆိုတာမင်းသိလားသိရင်ငါတို့ကိုသူ့စီခေါ်သွားပေးစမ်းလို့မေးပါတယ်မြေခွေးလေးကပြန်လှည့်ကြည့်ပြီးရှင်တို့ကဘာလို့လဲဒီကိုဘာလို့လာတာလဲလို့မေးတာပေါ့သူတို့ကငါတို့က Nine Heavens ကမတိမျိုးတွေပဲနတ်ဖျားအရှင်ရဲ့အမိန့်နဲ့စစ်နတ်ဖျားကိုသူ့ရဲ့ယာဒူးကိုပြန်ခေါ်ဖို့လာတာမင်းသိတယ်ဆိုရင်ကူချမ်းကိုထွက်လာခိုင်းလိုက်လို့ဖြေပါတယ်မြေခွေးလေးကစိတ်ပြတ်တဲ့ပုံစံနဲ့ဒါဆိုရှင်တို့ကငါသခင်ပြောတယ်အပေါ်ယံဟန်ဆောင်ကောင်းတဲ့သူတွေပေါ့ငါသခင်ကဘသူ့ကိုမှတွေ့မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်သူတို့ကဝမ်ကူချမ်းကမင်းရဲ့သခင်လားမင်းလိုတာမန်တရိษံလေးကငါလိုရှိမှဒီလောက်တောင်မှန်တက်နေတာလားလို့အံ့ဟောသွားကြတာပေါ့မြေခွေးလေးကရှင်တို့ကလူကောင်းနေမဟုတ်ပုံပဲအကောင်းဆုံးကတော့ဒီနေရာကထွက်သွားကြတာပိုကောင်းတယ်လို့ပြန်ပြောပါတယ်အဲ့ဒီမသေးမျိုးတွေကသူမကိုနာကျင်အောင်လှုပ်ဖို့ကြိုးစားချိန်မှာပဲဝမ်ကူချမ်းရောက်လာပြီးဘာလို့သူမကိုဒုက္ခပေးရတာလဲမင်းတို့ရဲ့နတ်ဖျားအရှင်ကိုတွားပြောလိုက်ပါငါပြန်မလာတော့ဖို့ဆုံးဖြတ်ပြီးပြီလို့ဆိုပါတယ်သူတို့ကခမည်းပြန်မလာရင်စစ်နတ်ဖျားယာတို့ကလစ်ဟင်းနေလိမ့်မယ်လို့ပြောတဲ့အခါကူချမ်းကမင်းတို့မှာကန်ကွက်ဆရာရှိရင်ဒီယာတို့ကိုငါးစီကလာလူးလိုက်လေလို့တွန်းပြပါတယ်သူတို့ကဒေါသကြီးနဲ့ထွက်သွားဖို့ပြင်ဆင်ရင်ကူချမ်းဟာအရန်ကိုမှန်တက်နေပြီဆိုတဲ့အကြောင်းအရှင်မင်းကြီးကိုတွားတိုင်မယ်လို့ပြောတာပေါ့အဲ့ဒီမှာကူချမ်းကသူတို့ကိုတိုင်းလိုက်ပြီးအရင်တောင်းပန်ကြအောင်လို့ဆိုပါတယ်သူတို့ကငါတို့က Nine Heavens ကမတိမျိုးတွေဖြစ်ပြီးဘာလို့တောင်းပန်ရမှာလဲဆိုပြီးဒေါသထွက်ကြတာပေါ့ကူချမ်းကသူ့ရဲ့ဝိညာဉ်စွမ်းအားတွေကိုတုံးလိုက်တဲ့အခါသူတို့ဟာနာကျင်လွန်းလို့လူးလိမ့်နေကြတာပေါ့ဝမ်ကူချမ်းဒါဘာလို့တာလဲငါတို့ကိုလွတ်ပေးပါလို့အော်ဟစ်နေကြတာပေါ့နောက်ဆုံးမှာတော့သူတို့တောင်းပန်လာကြပါတယ်ကျွန်တော်တို့ကိုခွင့်လွတ်ပါကျွန်တော်တို့မှားသွားပါတယ်တဲ့ကူချမ်းကအခုမှနားလေသွားပြီလားလို့မေးတဲ့အခါသူတို့ကခေါင်းငုံပြီးတောင်းပန်ကြတဲ့အသက်သူတို့ကိုလွတ်ဖိလိုက်ပါတယ်ရုတ်တရက်မြင်ကွင်းကပြောင်းသွားပြီးသူတို့ဟာမောကပတစ်ခုတည်းကိုရောက်သွားကြပါတယ်ဒါပဲနေရာလဲဆိုတဲ့အတန်ကြီးဟိမ့်ထက်နေတဲ့အခါကူချမ်းကဒါဟာမြင့်မြတ်တဲ့ဓာတ်ရဲ့အတွင်းကပါပဲငါတို့မတိလိုက်ပဲဒီတဲကိုရောက်လာတာထင်တယ်လို့ဆိုပါတယ်ပတ်ဝန်းကျင်မှာတော့အန်အောစရာမြင်ကွင်းတွေရှိနေတာပေါ့အဲ့ဒီအချိန်မှာသူတို့နဲ့ရုပ်ချင်းတူတဲ့အရေးတချို့ကိုမြင်လိုက်ရပါတယ်ကူချမ်းဟာအတိတ်ကအကြောင်းတွေကိုပြန်တတိရလာတာပေါ့သူကတိုးတိုးလေးနဲ့ငါအရင်ကအရန်အားနေခဲ့လို့မင်းကိုမကယ်နိုင်ခဲ့ဘူးနတ်ဖျားအရှင်ကချိတ်ပူးမှုကိုကာကွယ်ကိုအတွက်ဓာတ်သခင်တယောက်ကိုရွေးချယ်မယ်လို့ပြောခဲ့တာကိုသူတတိရသွားတာပါကူချမ်းကပြတ်တတ်တဲ့စိတ်နဲ့မင်းအတွက်အဲ့ဒီဓာတ်သခင်ကငါဖြစ်လာစေရမယ်လို့ဆိုပါတယ်အဲ့ဒီအမတ်တရားတွေအပြီးမှာတော့ကူချမ်းကဒါတွေအားလုံးကဒီလိုဖြစ်ခဲ့တာကိုလို့တိုးတိုးလေးရည်ရွတ်လိုက်ပါတော့တယ်